ထိုင်းနိုင်ငံဘန်ကောက်မြို့ဝါဂျီရာဆေးရုံရှိမှမြေပြိုမှုဖြစ်ပွားမင်္ဂလာပါပရိသတ်ကြီးရှင်ထိုင်းနိုင်ငံဘန်ကောက်မြို့ဝါဂျီရာဆေးရုံရှိမှစက်တင်ဘာလ24ရက်နေ့မနက်ပိုင်းကမြေပြိုမှုအကြီးစားဖြစ်ပွားခဲ့ပြီးအနက်မီတာ90ပေ160ခန့်ကျော်ရှိတဲ့မြေကျင်းကြီးပေါ်ပေါက်လာတယ်လို့ထိုင်းသတင်းတွေမှာထုတ်ပြန်ထားပါတယ်မြေပြိုမှုဖြစ်ပွားတဲ့နေရာဟာဆေးရုံရှိမှနေတဆင့်ဆမ်ဆန်ရဲစခန်းရှိအထိဆက်လက်ပြန့်နှံ့နေတာကြောင့်ဒေသခံများအတွက်အနည်းကြုံတွေ့နိုင်တဲ့အခြေအနေရှိနေပြီးအခြေအနေဆိုးရွားတဲ့အတွက်လည်းဒူးစတိတ်ခရိုင်ရုံးမှာဗာဂျီရာဟော့စပီတယ်ဆန်ဟီလန်းဆောင်နဲ့ပတ်ဝန်းကျင်လမ်းများကိုယာယီပိတ်ထားရန်အမိန့်ထုတ်ပြန်ထားပြီးပြည်သူများအနေဖြင့်လမ်းကြောင်းပြောင်းသွားရန်လိုအပ်ကြောင်းကိုလည်းသတိပေးထားတာပဲဖြစ်ပါတယ်ယခုမြေပြိုမှုဖြစ်ပွားခဲ့တဲ့လမ်းဟာလမ်းအကျယ်မီတာ30ပတ်လည်ရှိပြီးလမ်းပြိုကျမှုကဆက်လက်ပြီးကျဲလာနေကဆမ်ဆန်ရဲစခန်းရှိအထိရောက်ရှိနေတာပဲဖြစ်ပါတယ်ကနဦးစစ်ဆေးချက်တွေအရရေပိုက်လိုင်းတစ်ခုပောက်ကွဲသွားတာကြောင့်လမ်းပြိုကျတာဖြစ်တယ်လို့သိရပြီးဒီဖြစ်စဉ်မှာထိခိုက်ဒဏ်ရာရသူတော့မရှိဘူးလို့လည်းသိရပါတယ်အခုလက်ရှိမှာတော့ဗာဂျီရာဆေးရုံမှလူနာတွေကိုအရေးပေါ်နေရာသို့ရွှေ့ပြောင်းပေးနေပြီးလမ်းပြိုကျမှုကြောင့်ဓာတ်တိုင်တွေလည်းလဲပြိုကျကုန်တယ်လို့သိရပါတယ်မိသားနဲ့ကယ်ဆယ်ရေးစခန်းမှတာဝန်ရှိသူတွေကအခုလက်ရှိအဆိုပါနေရာကိုရောက်ရှိနေပြီးအနီးနားမှဒေသခံတွေနဲ့ဆေးရုံမှလူနာတွေကိုဘေးလွတ်ရာကိုရွှေ့ပြောင်းပေးနေတယ်လို့လည်းသိရပါတယ်